အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့သူတွေပါခင်ဗျကျွန်တော် basic knowledge sharing ကရေးကြိုဆိုလိုက်ပါတယ်ကျွန်တော် Gmail အကောင့်ဖွင့်နေကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးချင်ပါတယ်ဆိုတော့ Gmail အကောင့်ကရှိထားတဲ့နယ်ပေါ့နော်ပြီးလို့ရှိရင်ကိုယ့်အကောင့်ရှိပြီဆိုလို့ရှိရင် YouTube အကောင့် YouTube channel တွေပါတယ်ထောင်လို့ရမယ်အဲ YouTube channel ထောင်ပြီးတော့မှကျွန်တော်ဝင်ငွေရှာတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ main ဖြစ်ဆုံးဥစ္စာကတော့ဒါ Gmail အကောင့်ပဲပေါ့နော်ဟိုအရန်ကိုအသုံးဝင်မယ်ထင်ပါတယ်ပြီးလို့ရှိရင်လည်းဒါလေးကမရှိမဖြစ်ပေါ့နော်လူတယောက်မှဒီအခုဒီဘက်ခေတ်မှာလူကြီးလူငယ်မျိုးတွေဒီ Gmail အကောင့်တွေတော့ရှိထားတဲ့နဲ့ပြီးရင်ကျွန်တော် YouTube အကောင့်တွေသုံးတဲ့နေရာမှာလည်းလိုအပ်တယ်ပေါ့နော်ဆိုတော့ဒါလေးကဟိုမိတ်ဆွေတို့အတွက်အကျိုးရှိမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်စကားအများကြီးမပြောတော့ဘူးဒီဗီဒီယိုလေးကိုရှာကြည့်မယ်ပေါ့နော်ပထမဦးဆုံးအနေနဲ့ကိုယ့်ရဲ့ Gmail အကောင့်ထဲကိုဝင်လိုက်မယ်ပေါ့နော် Gmail အကောင့်ထဲကိုဝင်ပြီးပြီဆိုတာနဲ့ဒီအပေါ်မှာကိုယ့်ရဲ့ဒီ profile လေးကိုတွေ့မယ်ပေါ့နော်အရင်ကလွန်အိမ်ဝင်ထားတဲ့အကောင့်တွေရှိခဲ့မယ်ဆိုတော့ဒီလိုမျိုးလေးတွေပေါ်တယ်ပေါ့နော်ဒါ profile နေရာလေးကိုတစ်ချက်နှိပ်ပေးပါဦးခင်ဗျဒါလေးကိုတစ်ချက်နှိပ်ပြီးသွားရင်အောက်ဆုံးထိဆွဲချလိုက်လို့ရှိရင်ဒီအောက်ဆုံးနားလေးမှာ another account လို့ရှိပါတယ်အဲ့ another account လေးကိုတစ်ချက်နှိပ်ချလိုက်ပါခင်ဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ဒီမှာ sub email ဆိုပြီးတော့ပေါ်ပါတယ်ခင်ဗျအရင်ကဖွင့်ထားတဲ့အဟောင်းတွေဒီအရင်ကဖွင့်ထားတဲ့ account တွေဒီ login ဝင်ထားတဲ့ account တွေဒီမှာမရှိခဲ့ဘူးဆိုလို့ရှိရင်ဒီလိုပုံစံလေးပေါ်နေပါမယ်ခင်ဗျအဲ့ပေါ်ပြီဆိုတာနဲ့ကျွန်တော်ဒီပေါ်က Google account ထဲဝင်ပါမယ်ခင်ဗျဒီတချို့ဖုန်းတွေမှာဆိုလို့ရှိရင် check-in info ဆိုပြီးပေါ်ပါတယ်ခင်ဗျအဲ့ဒါလေးကြာလို့ရှိရင်ကိုယ့်ရဲ့ဖုန်းထဲကဒီ screen lock ကိုဖွင့်ပေးလိုက်ပေါ့နော်ကျွန်တော်တို့မှာကျတော့ဒီ check-in info မပေါ်တော့ဘဲနဲ့ email on phone ဆိုပြီးတော့ပေါ်နေပေါ့နော်အဲ email on phone ဆိုတာကအရင်ကကိုဖွင့်ခဲ့တဲ့ log account အဟောင်းတွေဘာတွေကိုဒီမှာထည့်ပြီးတော့ဒီမှာနှိပ်လိုက်တာနဲ့ဟိုဆက်သွားလို့ရပြီပါခင်ဗျဒါပေမဲ့ကျွန်တော်တို့အကောင့်သိဖွင့်မှာဖြစ်တဲ့အတွက်ကြောင့်မို့ဒီမှာဒီအောက်မှာရှိတဲ့ create account ဆိုတဲ့နေရာလေးကိုစာအပြလေးနဲ့ပေါ့နော်အဲ့နေရာလေးကိုတွားရမှာဖြစ်ပါတယ်ခင်ဗျတချို့ဖုန်းတွေမှာဆိုလို့ရှိရင်ဒါအစာလေးတွေက၄ချောင်းပေါ်တယ်ပေါ့နော်တချို့ဖုန်းတွေမှာဆိုလို့ရှိရင်တော့2ချောင်းပဲပေါ့နော်ဒါဘယ်2ချောင်းပဲပေါ်ကျွန်တော်တို့အဓိကဒီ for my personal use ကိုပဲရွေးပေးရမယ်ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီးဆိုဒုတိယအဆင့်နဲ့ကျွန်တော် plus name နဲ့ last name ဆိုပြီးတော့ဒုတိယအဆင့်တွေ့ရပါတယ်ခင်ဗျဒီနေရာမှာဆိုရင် official ဆိုပြီးတော့ခွင့်စာခွင့်ပိတ်လေးနဲ့တွေ့ရပါတယ်ဒါကကိုပေးတဲ့နာမည်ကိုအောက်မှာပေးထားဆိုရင်ဒါမထည့်ချင်လည်းရတယ်ဆိုတဲ့သဘောပါထည့်ချင်လည်းဒီအောက်မှာတချို့ page တွေမှာဆိုရင်ရှိပါတယ်ဟိုအောက်မှာဥပမာကျွန်တော်ကြော်ထက်လင်းဆိုလို့ရှိရင်ဒီပုံမှာကြော်ဒီအောက်မှာထပ်လို့ရေးလိုက်လေရတယ်ဒါမှမဟုတ်ရင်အရှိဆုံးမှာနှလုံးရေးပြီးတော့ဒီအနောက်မှာလည်းနှလုံးထပ်ရေးလိုက်လို့ရတယ်ပေါ့နော်ထားလိုက်ပေါ့နော်ကျွန်တော်အစမ်းဖွင့်ပြတာဆိုတော့ဒီကျွန်တော်နာမည်ဥပမာဒီထိုင်းမှာကျွန်တော်ခေါ်တာဆို idol ပေါ့နော် idol ကိုပဲထိုင်းလိုပဲရေးလိုက်ပါတော့မယ် idol okay ပြီးပြီဆိုရင်ဒီအောက်မှာ next နေကိုနှိပ်ပေးလိုက်ဆက်သွားလို့ရပြီပေါ့နော်ဒါဆိုရင်နောက်ထပ်တစ်ဆင့်ဆက်သွားပါမယ်ခင်ဗျနှိပ်ပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာကိုယ့်ရဲ့မွေးနေ့တက်ကဲတွေကိုအမှန်ထည့်ပေးရင်လည်းကောင်းတယ်ပေါ့နော်ဒါကိုထည့်ချင်လို့ထည့်ပေါ့နော်ဒီအမှန်ထည့်ပေးရင်တော့ပိုကောင်းတယ်ပေါ့ဒါမဲ့လည်းကိုအမှန်မထည့်ခဲ့ဘူးကိုတကယ်လို့ကိုကဟိုထည့်တဲ့နေရာမှာမွေးတက်ကဲထည့်တဲ့နေရာမှာမှားသွားတယ်ပါညာဆိုရင်နောက်ထပ်ဗီဒီယိုလေးမှာကျွန်တော်ပြန်ပြောင်းတာအေးပြန်သိတဲ့ sharing လုပ်ပေးမှာပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးမှာကျွန်တော်အကောင့်တစ်ဖွင့်တာပဲပြောထားဆိုတော့ဒီအကောင့်တစ်ကိုပဲဆက်သွားမယ်ပေါ့နော်ဒီအောက်မှာဆိုလို့ရှိရင်ဒါကိုယောက်ျားလေးဆိုယောက်ျားလေးပေါ့နော် main ကလေးဆို main ကလေးဆိုယောက်ျားလေးပြတဲ့ testament ကိုနှိပ်လိုက်ပါမယ်ကိုယ့်ရဲ့မွေးနေ့တွေကိုအကုန်လုံးမှန်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ next ကိုနှိပ်ပြီးဆက်သွားမှာဖြစ်ပါတယ် next ကိုနှိပ်လိုက်ပါအဓိကနေရာရောက်ပါပြီခင်ဗျဒီမှာဆိုရင်သူ dashboard အားဖြင့်ဒီမှာ2ခု3ခုသူပြထားတယ်ပေါ့နော်ဒီမှာဆိုရင်သူပေးထားတဲ့ name လေးတွေကိုကြိုက်တယ်ဆိုလို့ရှိရင်ဥပမာဒီမှာအတန်းဒီဒုတိယတန်းမှာလည်းနှိပ်လို့ရတယ်အပေါ်ဆုံးမှာလည်းနှိပ်လို့ရတယ်ပေါ့နော်အဲ့ဒါတွေကိုကိုကမကြိုက်ဘူးဆိုလို့ရှိရင်ဒီအောက်မှာရှိတဲ့အတန်းလေးကိုနှိပ်ပြီးတော့ကိုပြောင်းလို့ရတယ်ပေါ့နော်ကိုနာမည်ကိုထည့်ကျွန်တော်ကတော့ဒီမှာအစမ်းလုပ်ပြတာဆိုတော့နာမည်တွေရေးမထည့်တော့ဘူးနည်းပြီးတော့ရှည်သွားမှာဆိုတော့လေဆိုတော့ဒီဒုတိယတန်းလွယ်မယ်ထင်တယ်ဆိုတော့အဲ့ဒါကိုနှိပ်ပြီးတာနဲ့ကျွန်တော် next ကိုပဲဆက်သွားလိုက်မယ်ပေါ့နော်next နှိပ်ပြီးသွားလို့ရှိရင်ဒီအောက်မှာဆိုရင်ကိုပေးချင်တဲ့ password ပေးလို့ရတယ်ပေါ့နော်ကိုသွားလို့ရှိရင် password မှာဆိုလို့ရှိရင် main character တွေဒီ share တို့ပါတော့ဒီထည့်ပြီးပေါ့နော်ဟိုသူများမမှတ်မိနိုင်တဲ့ဥစ္စာဥပမာနာမည်ကိုအကြီးသေးဆိုပြီးတော့ကိုမှတ်မိတယ်လို့ရေးထည့်လိုက်လို့ရပါတယ်ခင်ဗျကျွန်တော်ကတော့အစမ်းပြတဲ့အတွက်ကျွန်တော်တော့ဟိုနေမလောက်တော့ဘူးဒီအောက်ကစီးတဲ့ဥစ္စာကိုပဲနှိပ်လိုက်မယ်ဒီကိုမမှတ်မိဘူးဆိုလို့ရှိရင်ကိုဒီဟာကို screenshot ရိုက်ပြီးသွားလို့ရှိရင်ဥပမာကိုရဲ့ဒီ grade ထဲမှာသွားပြီးတော့ဒီစာကို copyright ကူးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်းကို notebook တွေပါတယ်မှာထည့်ရေးတာပေါ့နော်ကိုရဲ့ဖုန်းထဲ notebook တွေမှာလည်းတရားမှတ်ထားလို့ရဒါကကြာရင်ဒီခုသူပေးထားတဲ့ password ဆိုရင်တော်လည်းမမှတ်မိကျွန်တော်ကိုနိုင်လည်းမမှတ်မိဘူးပေါ့နော်ကိုဆိုလို့ရှိရင်လည်းဟိုဟာပောက်ကြရလိုက်ရင်နေဆိုတော့လွယ်ပဲပေးလိုက်တယ်ပေါ့သူပေးထားတဲ့ဥစ္စာကိုပဲဒါပြီးသွားရင် तू ကမှန်ကိုစစ်ခိုင်းတာပေါ့နော်မှန်ကိုစစ်ပေးပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာခုနထည့်ထားတဲ့ password ကိုပြန်ထည့်ပေးရတယ်ပေါ့နော်ဒါမှန်ကိုပြန်စစ်ပေးရတယ်ဆိုတော့ကျွန်တော်တို့ကမမှတ်မိဘူးဆိုလို့ရှိရင်ဒီခုနကျွန်တော်ရိုက်ထားတဲ့ copyright ပြန်ကူပြီးတော့ဒီတိုင်းပဲဖိထည့်လိုက်ရင်ပို့ပြီးတော့ဟိုနေဖြစ်တယ်ပေါ့နော်ပို့ပြီးတော့မြန်တယ်ပေါ့ကျွန်တော်တို့အဲ့လိုပဲလုပ်ပြလိုက်တယ်ဒါအမြန်ဖြစ်အောင်လုပ်ပေါ့နော်အမြန်ဖြစ်အောင်ဆိုတော့ sorry ဟိုဒီဗီဒီယိုအရင်မရှိသွားခြင်းလို့ပေါ့နော်ဆိုတော့ကျွန်တော်အစမ်းပြတယ်ဆိုတော့ဒီ copyright ကူပြီးတော့လည်းထည့်လို့ရပါတယ်ခင်ဗျ
ဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်အကူမှတ်ထားပေါ့နော်မှတ်ထားပြီးကိုပြီးရရင်ကျွန်တော်ဒီမှာဆက်သွားမယ်ပေါ့နော်ပြီးရင်ဒီမှာဆိုရင် next ကိုဆက်သွားမယ်ပေါ့နော် next ကိုနှိပ်လိုက်ရင်ဒီမှာဆိုရင်အောက်ဆုံးထိဆွဲချလိုက်ပါအောက်ဆုံးထိဆွဲချပြီးဒီမှာ icon လို့ပေါ်ပါတယ် icon ကိုနှိပ်ပြီးပေါ့နော်နှိပ်ပြီးပြီဆိုရင်ပေါ့နော်ဒါမဲ့ဝိုင်းလေးလေးနေခဏဆောက်ပြီးပါခင်ဗျပြီးလို့ရှိရင်ဒါဆိုရင်ပြီးသွားပါပြီပေါ့နော်ဒါဆိုရင် image ကောက်ထဲကိုလောက်အပြောင်းဝင်လဲရတယ်ဒါမှမဟုတ်ဒီအောက်ဆုံးထိဆွဲကြည့်လိုက်လေရတယ်ပေါ့နော်ဒီမှာဆိုရင်အကောက်ဖွင့်လို့အောင်မြင်ပါဒါဆိုရင်ကျွန်တော်ဖွင့်ထားတဲ့အကောက်တွေပေါ့နော်ကိုပြောင်းချင်တယ်ဆိုတော့ဒီ Gmail နဲ့မှလာပြန်ပြောင်းလို့ရပါတယ်ခင်ဗျဒါဆိုရင်ပြီးသွားပြီပေါ့နော်ကိုယ့်ရဲ့အကောက်ကိုတကယ်လို့ Gmail တွေပါပြန် change ချင်တယ်ဆိုလို့ရှိရင်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော် share link လုပ်ပေးပါမယ်ခင်ဗျဒီ Gmail အကောက်တွေပါပြန် change မယ်ဆိုရင်ဒီထဲမှာပဲလာပြန် change ရတယ်ပေါ့နော်အဲ့တော့ဒီ Gmail အကောက်တစ်ခုရှိပြီဆိုရင်ဘယ်လိုပဲပြောကို channel တွေတခြားဒီ YouTube channel တွေပါလည်းထောင်းလို့ရတယ်ပေါ့နော်ဒါကလည်းသိတဲ့လူတွေကကြော်သွားလို့ရပါတယ်ခင်ဗျမသိတဲ့လူတွေကိုကျွန်တော်ကဒီဗီဒီယိုလေးမှာ share link လုပ်ပေးတော့ပါကျွန်တော်ရဲ့ဒီ basic knowledge share link မှာတော့ကျွန်တော်အသေးစိတ်ဥစ္စာလေးတွေပဲရှင်းပြသေးပါဆိုတော့အားလုံးလည်းကျေးဇူးတင်ပါတယ်ဒီထက်လည်းပို့ပြီးအဆင်ပြေကြပါစေဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုတွေမှာလည်းဒီထက်ကောင်းတဲ့ဥစ္စာတွေကိုတင်ပေးမယ်ကျွန်တော်ဒီရက်ပိုင်းတွေမှာလည်းမအားတာနဲ့အဲ့တော့ကျွန်တော်ဗီဒီယိုတွေကိုလည်းနောက်ကျသွားတဲ့အတွက်လည်းအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျဒီဗီဒီယိုလေးကဟို base video အတွက်ထောက်ကူဖြစ်မယ်လို့ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကိုထောက်ကူဖြစ်မယ်ဆိုလို့ရှိရင်တော့ like share လေးလုပ်တော့ပေးပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ